နာရီဝါကိုအာရုံစိုက်ထားမယ်ဝင်ရင်ဝင်မှန်းတီထွက်ရင်ထွက်မှန်းတီပေါ့နာရီဝါလေတိုးပြီးတော့ဝင်လာတယ်တိုးတာကိုတီးမယ်တွန်းတာကိုတီးမယ်တိုးတာတွန်းတာကယုတ်တရားအဲ့ဒီပေါ်မှာတတိထားနေတာအာရုံစိုက်နေတာကနံတရားပေါ့ယုတ်တရားနံတရားကိုတီးတာက result ပေါ့အကျိုးတရားကိုပဲတီးတာတတိယကျတော့အကျိုးတရားကိုပဲတီးတယ်သူကအကြောင်းတရားကိုမတီးဘူးတတိထားလိုက်ရင်လည်းသူကအကျိုးတရားဖြစ်သွားပြီဟိုနာနဲ့တန်နဲ့တိုက်တယ်ဆိုရင်သူကကြားတယ်ဆိုရင်ကြားတာကအကျိုးတရားဒီကြားတာဘာကြောင့်လဲကြားစိတ်ပေါ်လာတာဘာကြောင့်လဲဆိုတာကြတော့သူကစင်ကြင်မှတည်တာပေါ့နှလုံးသွင်းမှတည်တာပေါ့အဲကြောင့်သူကဉာဏ်ကြတော့သူကစဉ်းစားစင်ကြင်တဲ့သဘောရှိတယ်တချို့တရားနည်းတွေကကြတော့သူကတရားတိုင်းဘာမှမတွေးရဘူးမစဉ်းစားရဘူးဒီလိုတင်တာလေးရှိတာပေါ့ဒါကြတော့သူကတမထပေါ့ဒီတမာတိကိုဦးစားပေးမယ်ဆိုရင်တော့သူကစိတ်တည်ငြိမ်ဖို့ကြတော့သူက result တစ်ခုတည်းကိုပဲဇက်တိုက်တည်နေအောင်ပေါ့ကြိုးစားတာပေါ့တီးလိုက်တာနဲ့သူကအဖြစ်ပေါ့သူကအကျိုးတရားဖြစ်သွားတယ်ပညာဉာဏ်ဖြစ်ဖို့ကြတော့အကျိုးတရားကိုသိုံနဲ့မရဘူးပေါ့အကြောင်းတရားကိုပေါ့သုံးတတ်နိုင်ဖို့ပေါ့ဆင်ခြင်နိုင်ဖို့လိုတာပေါ့အဲ့တော့ဝင်တိုင်းဒီထွက်တိုင်းဒီနေပါသတိမပါပဲလေမဝင်စေနဲ့သတိမပါပဲလေပြင်းကိုမထွက်စေနဲ့သတိနဲ့ရှူရဲရှိုက်တဲ့အလုပ်ကိုပြုလုပ်ဒီနေတာကနန္တရားပေါ့ယုတ်တရားနန္တရားက result ပေါ့အကျိုးတရားပေါ့ဦးဇင်းတို့ကတတိထားနေရင်အကျိုးတရားကိုပဲသိတာဝိပဿနာဉာဏ်ဖြစ်ဖို့ကြတော့သူကအကြောင်းတရားကိုလည်းနားလည်ရမယ်အကျိုးတရားကိုလည်းနားလည်ရမယ်ပညာဉာဏ်ရဲ့အဓိပ္ပာယ်ကသူက overall ပေါ့ဒါမနေ့ကပြောထားတာပေါ့သူကခြုံငုံပြီးတော့သုံးသပ်နိုင်တာပေါ့ခြုံငုံသုံးသပ်နိုင်မှလည်းသူကဘယ်လို handle လုပ်ရမလဲဆိုတဲ့ပေါ့ solution ကိုတွေ့တာပေါ့နားနဲ့တန်နဲ့တိုက်တယ်ဆိုရင်ကြားစိတ်ပေါ်တယ်။ကြားစိတ်လေးဘာလို့ဖြစ်နေရလဲ။ဘာလို့ဒီလိုကြားရတာလဲဆိုတော့သူအကြောင်းတရားရှိတယ်။အာယုန်နဲ့ဒေါ်လာတိုက်။ဒေါ်လာဖြစ်ရင်ဖြစ်မှန်းသိပေါ့။အတိတာကအကျိုးတရားဖြစ်နေပြီသူက။ဒေါ်လာဖြစ်တာကိုဖြစ်ုံနဲ့ဖြစ်တာကိုသိတာကတော့ result ကိုသိတာပေါ့သူက။ဒေါ်လာဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းတရားကိုနားမလည်ဒေါ်လာကို manage လုပ်လို့မရဘူးမစိတ်ပူလာတယ်ဦးဇင်းတို့ကစိတ်မပူနဲ့သူက result ကိုပဲသူကဟိုလိုဖြစ်စေဒီလိုဖြစ်စေပေါ့စိတ်မပူနဲ့စိတ်မငြင်းနဲ့ဒါစိတ်ပူလာပြီဆိုရင်ဒါ result ပဲစိတ်ညစ်နေပြီဆိုရင်ဒါအကျိုးတရားပဲဘာကြောင့်စိတ်ညစ်နေရတာလဲဘာကြောင့်စိတ်ပူနေရတာလဲလို့မှန်မှန်ကန်ကန်သိတာကြတော့သူကအကြောင်းတရားကိုသိတာအကြောင်းတရားကိုသိဖို့ကကြတော့သူကအတင်ကြားထားဖို့လိုတယ်ဒီဘုရားရှင်ကကြတော့အကြောင်းတရားတွေကိုပြည့်ပြည့်စုံစုံသိသွားတာခုခေတ်သိပ္ပံကြတော့သူကအကြောင်းတရားတွေကိုသိတော့သိတယ်ဒါပေမဲ့မပြည့်စုံဘူးပေါ့ရုပ်ပိုင်းဆိုင်ရာအကြောင်းတရားကိုပဲသိပ္ပံကဒီကထားလေးလာကြတာပေါ့ဒီစိတ်ပိုင်းဆိုင်ရာအကြောင်းတရားတွေကိုကြတော့သိပြီးတော့သဘောမပေါက်ဘူးပေါ့ဘာဖြစ်လို့ဆိုတော့သူကစိတ်ပိုင်းဆိုင်ရာဟိုကသူတို့ကဒီဥမာဆိုစိတ်ဆိုရင်သူကအုံနောက်ကထွက်တဲ့ wave တစ်မျိုးဆိုပြီးတော့သူကစိတ်ကိုသူကယုတ်တရားကဖြစ်လာတဲ့အကျိုးတရားအနေနဲ့ပဲယူထားတာအဲ့အတွက်ကြောင့်ပဲသူကဒီစိတ်ပိုင်းဆိုင်ရာပေါ့ကိလေသာတွေကြောင့်ဖြစ်ရတယ်ဆိုတဲ့ result ပိုင်းကိုနားမလည်ဘူးအဲ့တော့တတိထားနေပါသူကတတိထားတာကဘာဖြစ်ဖို့ညာဖြစ်ဖို့မဟုတ်ဘူးသူကအဲ့ဒီတတိထားတဲ့အကျင့်ပေါ့ဖြစ်ပေါ်အောင်သူကလေ့ကျင့်တာပဲအဲ့ဒီတတိထားတဲ့အကျင့်ကိုပြုလုပ်ခြင်းအပြင်ဒီလောဘဇောတွေပေါ့လောဘဇောဆိုတာဖြစ်ခြင်းတဲ့ဇောတွေနဲ့လုပ်တာပေါ့ဒေါသဇောတွေပေါ့ဒေါသဇောဆိုတာကိုဖြစ်စေချင်တာကိုမဖြစ်မှစိုးရိမ်တာတွေမကြိုက်တာတွေပေါ့လောဘဆိုတာအကြိုက်ဆွဲပေါ့ဒေါသဆိုတာကတော့မကြိုက်ဆွဲပေါ့မကြိုက်တော့ကိုမကြိုက်တာတွေဖြစ်မှကိုစိုးရိမ်ပြီးတော့လုပ်တာပေါ့စိုးရိမ်ပူပန်ပြီးတော့လုပ်နေတာအဲ့ဒါဒေါသအဆွဲပဲဒေါသဇောပဲပေါ့မောဟကြတော့မတိဆွဲပေါ့မောဟဆိုတာအမှန်တိုင်းမသိဘူးကြောင်းတရားတွေကိုမှန်မှန်ကန်ကန်မသိဘူးမသိတော့သူကငါလုပ်တယ်ငါလုပ်တယ်ငါဖြစ်တယ်ဆိုတဲ့ပေါ့မတိဆွဲနဲ့လုပ်နေတာငါလုပ်ရင်ငါခံရမှာပဲဆိုတဲ့
စွဲရည်နဲ့လုံနေတော့ဒါမှားမှလည်းကြောက်နေရတာပေါ့မှန်ရင်လည်းငါမှန်ပြီဆိုပြီးတော့ဟုတ်လားပြီထင်နေတာစုပေါင်းတရားထိုင်ခြင်းစေပါပြီအဲဆိုရင်ဦးဇင်းတို့ဟလာကျန်တဲ့ချိန်လေးမှာဒီနေ့တော့ပေါ့ဟလာဒီအကြောင်းတရားအကျိုးတရားနဲ့ပေါ့ပတ်သက်ပြီးတော့ဒါဆွေးနွေးသွားမှာပေါ့အဲဦးဇင်းတို့အကြောင်းတရားအကျိုးတရားမှာတော့အကျိုးတရားကိုအရင်နားလည်အောင်လုပ်ရမယ်ပေါ့လေ result ကိုအရင်သိအောင်လုပ်ရမယ်သူကအကြောင်းကြောင့်အကျိုးဖြစ်တာတော့ဦးဇင်းတို့သိတယ်ပေါ့ဒါပေမဲ့အကျိုးတရားကိုမမှန်ကန်ကန်နားမလည်ရင်သူကအကြောင်းတရားဖြစ်သွားတယ်ဟုတ်လားအကြောင်းတရားဖြစ်ပြီးတော့မှနောက်ထပ်အကျိုးတရားတွေကိုဆက်လက်ဖြစ်ပေါ်စေတယ်ဆိုတာကိုကြတော့သိမသိကြဘူးအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတာတော့ဒါဗုဒ္ဓဘာသာတွေဆိုတော့သိတယ်ဒါပေမဲ့လည်းသူကဦးဇင်းတို့ကအပေါ်ယံပဲသိတာပေါ့ဥပမာဆိုဒီကံရဲ့အကျိုးဆိုရင်တကယ်တော့အကြောင်းတရားအကျိုးတရားကိုဒါရှင်းပြတာပေါ့အကြောင်းတရားပေါ်မှာလည်းဦးဇင်းတို့ကငါလုပ်တယ်လို့ထင်မှားတာပေါ့အကျိုးတရားပေါ်မှာလည်းဦးဇင်းတို့ကငါဖြစ်တယ်လို့အထင်မှားတယ်အကျိုးတရားကိုဦးဇင်းတို့ကအရင်နားလည်အောင်လုပ်ရတာပေါ့အကျိုးတရားကိုဦးဇင်းတို့ဒါရှေ့ရက်ကဒါသင်ပြီးပြီတကယ်ဖြစ်နေတာကငါမဟုတ်ဘူးဟုတ်လားအသက်ဇီဝမဟုတ်ဘူးတခုခုမဟုတ်ဘူးပေါ့ဒီကယုတ်တဘာဝနန္တဘာဝအပေါင်းစုပဲသူကဖြစ်နေတာယုတ်တဘာဝဆိုတာကလည်းဦးဇင်းတို့ကဒါဟောပေါ့လေယုတ်တဘာဝဆိုရင်ဦးဇင်းတို့ကအဆိုင်ခဲကြီးပေါ့အတုံးခဲကြီးတွေဒါဖြစ်နေတယ်လို့ထင်နေတာပေါ့ဟုတ်လားဒါဦးဇင်းတို့ယုတ်တဘာဝကိုတီးဖို့ဆိုရင်အနည်းဆုံးတော့သူကစာလို့ဆိုရင်တော့ဟုတ်လားယူပါယုံပေါ့ဟုတ်လားအယောင်အစင်အတန်အနက်အရတာတွေးထိမှုပေါ့ဒါတွေကိုယုတ်တရားလို့သူကနားလေရဦးဇင်းတို့ကယုတ်တရားကိုပေါ့မှန်မှန်ကန်ကန်သိဖို့ဆိုရင်သူကဘာလဲဆိုတော့သူကဘာပဲမြင်သူကဘာနဲ့လှုပ်ထားလဲဆိုတာကိုသူကနားလည်ဖို့လိုတယ်ပေါ့ဘာနဲ့လှုပ်ထားလဲဆိုတာပေါ့ဦးဇင်းတို့ငယ်တော့ဟာလာကလေးလေးတွေဟာလာဦးဇင်းတို့ငယ်တော့ဟိုလေပွဲစီတန်းနေပါတွေသွားတယ်ဆိုရင်သူကစက်ကူနဲ့လှုပ်ထားတဲ့ရုပ်တွေရှိတယ်သူကဟိုဟာတွေပေါ့လေဘိုးဘွားရုပ်တို့ပြစ်တိုင်းတောင်းတို့နွားရုပ်တို့ပေါ့အဲဦးဇင်းတို့ကအပေါ်ယံကြည့်တော့ဟာလာကလေးလေးတွေဆိုရင်ဒါဘာလဲဆိုတော့လူချင်းစရာပေါ့နှစ်သက်စရာလို့ထင်တယ်အယုတ်ကလေးတွေကိုပေါ့ဘိုးဘွားရုပ်တို့ပြစ်တိုင်းတောင်းတို့သူကဒီကစက်ကူတွေပေါ့ဓာတ်စက်ကူတွေနဲ့ပဲသူကလှုပ်ထားပြီးတော့ပေါ်ကဆေးတုပ်ထားတာတကယ်တဘောကတော့အနှစ်သာရမရှိဘူးပေါ့ဦးဇင်းတို့ငယ်ငယ်တော့ဒါလေးလူချင်းနေဆိုရင်ဦးဇင်းတို့ဖေတော့ဟာဒီဘိုးဘွားရုပ်တို့ဟာလာစက်ကူရုပ်တွေကဒါအိမ်ရောက်ရင်ဒါဖိမိရင်ဒါပြတ်သွားမှာပဲရေဆူသွားရင်ပြတ်သွားမှာပဲပေါ့သူကလူကြီးကြတော့သူကပို့ပြီးတော့ကလေးတဲ့ဆိုင်အသိဉာဏ်ရှိတော့ဘာနဲ့လှုပ်ထားလဲဆိုတာအကြည့်ကိုမြင်တာပေါ့လေစက်ကူနဲ့လှုပ်ထားတော့ဘာမှမခိုင်ခံဘူးဘာမှဟာလာအနှစ်သာရမရှိဘူးလူချင်းစရာမရှိဘူးဆိုတာကိုသိတာပေါ့ကလေးကကြတော့အပေါ်ယံပဲကြည့်တော့ဒါလူချင်းစရာလို့ထင်တာပေါ့ဦးဇင်းတို့ဘောကဦးဇင်းတို့ခန္ဓာကိုယ်လည်းပုံမှန်အပြင်ပေါ့ဒါအယိုးကြောအတွေးသားဆိုတာဒါယုတ်တရားကြီးပေါ့သပင်မွေးညင်းပေါ့ခြေထဲလက်ထဲပေါ့ဦးစုပ်ကြောက်ကပ်ပေါ့ဒါပေမဲ့ဦးဇင်းတို့ကဘာနဲ့လှုပ်ထားလဲဆိုတဲ့အစဉ်အထိကိုတွားမှာပေါ့ရတော့ဦးဇင်းတို့ခန္ဓာကိုယ်ကြီးကဟလာအခြေခံအပြင်တော့သူကဓာတ်ကြီးလေးပါပေါ့လေအထဝီတေဇောအာဝဝါယောဆိုတဲ့ရေမြေလေမီးဆိုတဲ့ဓာတ်ကြီးလေးပါနဲ့သူကစုဖွဲ့ထားတာပေါ့သူကဟလာသူကအပေါ်ရင်ကြည့်ရင်တော့ငါပဲသူပဲဒီလိုထင်ရတာပေါ့ဆိုတော့ပေါ့ဘိုးဘွားယုံဟလာပြစ်တိုင်းတောင်ယုံနွားယုံဟလာစင်ယုံဒီလိုထင်ရတာပေါ့မမှန်တော့ရက်စက်ကူတွေပေါ့ရက်စက်ကူတွေရဲ့ဖွဲ့စည်းမှုတွေပဲဟောသူကဓမ္မမြင်ကြတော့ဘာနဲ့လှုပ်ထားလဲဆိုတာကိုနားလည်ရမယ်ပေါ့သူကဘာနဲ့လှုပ်ထားလဲဆိုတာကိုနားမလည်ရင်ဦးဇင်းတို့ကအပေါ်ယံပဲကြည့်ပြီးတော့ဟလာဘိုးဘွားယုံဖြစ်တယ်ပြစ်တိုင်းတောင်ဖြစ်တယ်နွားယုံဖြစ်တယ်ဟလာစင်ယုံဖြစ်တယ်ဆိုပြီးတော့သူကတကောင်ကောင်နေနဲ့ပေါ့အကောင်ထင်နေနဲ့ပေါ့နှစ်တာရအနေနဲ့သူကအရှိတရားအနေနဲ့သူကအထင်မှားတာပေါ့နောက်ဦးဇင်းတို့ကဒီယုတ်တဘာဝနန္တဘာဝတွေကိုပေါ့သူကနားလည်ဖို့ဆိုရင်သူကဘာလို့ လဲဆိုတော့သူကပေါ့လေပြည့်တော့သူတင်ကြားရတယ်သူကသုတမယဉာဏ်နဲ့သူကဒီယုတ်တဘာဝနန္တဘာဝတွေကိုသူကအမှန်သိဖို့ဆိုရင်သူကကိလေသာလေးသူကအထိုက်ရောက်ပေါ့နဲရတယ်ပေါ့လေလောဘဒေါသအာကြီးနေလဲမနေရလို့ပေါ့ဒါအလိန်ခံရတယ်ပေါ့အဲ့ဒါဟိုတချို့ကြီးဟဲ့လား
အတူများများပေးမယ်ဆိုတော့ဒါပတ်စံကြီးလိုက်တာပေါ့သူအတူဘယ်လောက်ရမယ်ပဲမြင်တော့ဟာလားဟိုတကယ်ဆက်နိုင်တဲ့အခြေအနေရှိမရှိလည်းမစင်စားနိုင်တော့ဘူးပေါ့အတူပဲလိုချင်တော့ဒါလိန်တာကိုမသိဘူးပေါ့အမှန်မသိပဲဒါချီးလိုက်မိတာပေါ့ဘယ်ညကတော့အမှန်သိဖို့ဆိုရင်သူကလောဘဒေါသမောဟတွေကိုစွန့်လွတ်ဖို့လိုတာပေါ့ဒီဘုရားရှင်ကကြတော့ဒီလောဘဒေါသမောဟတွေကိုစွန့်လွတ်ပြီးတော့မှပါရမီပြည့်တယ်ဆိုတာလောဘဒေါသမောဟတွေကိုစွန့်လွတ်နေတာပေါ့အတိတဲ့အမှန်တရားကိုပေါ့ဘုရားရှင်တည်ထားတဲ့အမှန်တရားကိုဦးဇင်းတို့ကဒါပြောရင်တော့တင်ယူပြီးတော့ဒီအမှန်တရားကိုသူကလက်တွေ့နှလုံးသွင်းဖို့သူကကြိုးစားတာပေါ့သူကလောဘဒေါသအားကြီးရင်လည်းအမှန်မသိဘူးလောဘဒေါသအားနေရင်လည်းသူကအမှန်ကိုစပြီးတော့မြင်လာတယ်ပေါ့လေရောင်းမြန်ပေါ့သူကအမှန်သိလာပြီဆိုရင်လည်းလောဘဒေါသတွေကအားနေလာတယ်ပေါ့အဲ့တော့ဘုရားရှင်ကလောဘဒေါသတွေဒါကင်းစင်တဲ့ဘုရားရှင်ရဲ့သူကအတိညာဏ်ကကြတော့သူအမှန်ကိုဓာတ်ရိုက်ပေါ့သိတာပေါ့ဘုရားရှင်တည်တဲ့အတိညာဏ်ကိုရှင်းတော့ပေါ့တည်နာလေအောင်ပထမပေါ့လေသူတမယဉာဏ်နဲ့ပေါ့အဲ့ဒါဟိုဒီကဦးစင်းပြောပြီးပါပြီပေါ့ဉာဏ်30ပေါ့လေသူတမယဉာဏ်နဲ့အရင်တည်ရမယ်ဟုတ်လားအဲ့ဒါကဟုတ်လားစာတင် theory ကိုအရင်တင်တာပေါ့ principle ကိုအရင်တင်တာပေါ့ပြီးရင်အဲဒီကမှတစ်စင်းဦးစင်းတို့ကဗာလဲဆိုတော့ဟုတ်လား theory ကိုတက်ပြီးဆိုရင်ဦးစင်းတို့ကဟုတ်လားတိတ်ပံ theory တည်ပြီးဆိုရင်ဒါတခွဲကြမှာပေါ့လက်တွေ့စမ်းတတ်တာပေါ့အဲ့ဒါကိုစိန်နာမယဉာဏ်ပေါ့ဟုတ်လားအခုတင်ထားတာတွေကဟုတ်မဟုတ်ပေါ့သူကသုံးသက်ဆင်ခြင်ကြည့်ရမယ်အခုနာနေရင်းနဲ့သူကဟုတ်လားမဟုတ်လားသုံးသက်ဆင်ခြင်လို့ရတယ်ဟုတ်လားသူကသုံးသက်ဆင်ခြင်လို့ရတယ်အဲသုံးသက်ဆင်ခြင်အားတစ်ဆင့်ပေါ့သူကစိန်နာမယဉာဏ်လို့ခေါ်တာပေါ့သုံးသက်ဆင်ခြင်နောက်လက်တွေ့ဘဝမှာပေါ့ခလုတ်တိုက်တာအစပေါ့ဟုတ်လားသမင်းစားတဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့သူကနေ့စဉ်ဘဝမှာဒီသဘောတွေကဒီတိုင်းပဲဖြစ်နေပါလားဆိုတာကိုသူကလက်တွေ့ပေါ့အခုတတိထားတာနာဒီဝကိုပဲတတိထားတာနောက်ပိုင်းကျတော့ဒီမြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းပေါ့တွေးတိုင်းပေါ့ဒီတဘာဝတွေကတကယ်ဖြစ်နေပါလားလို့သူကနားလည်အောင်ပေါ့လေလုပ်ရမယ်ပေါ့အဲ့တော့အရင်ဆုံးသိရမှာကရုပ်တဘာဝဆိုတာရှိတယ်ရုပ်တဘာဝဆိုတာသူကဆိုတာလို့ပေါ့အယောင်အစင်းပါမယ်ဟုတ်လားဒီမှာရေးထားတယ်အတန်ပါမယ်အနတ်ပါမယ်အရတာပါမယ်တွေးထိမှုပါမယ်ပေါ့တွေးထိမှုဆိုတာကတော့ပထဝီဓာတ်ဖြစ်ရင်ဖြစ်မယ်ပထဝီဓာတ်ဆိုတာမာမှုပြောမှုပေါ့ဟုတ်လားတေဇောဓာတ်ပါမယ်ပုံမှုအေးမှုပေါ့ဒီဝါယောဓာတ်ပါမယ်အဲ့ဒါလှုပ်မှုသုံးမှုပေါ့ဒါဝင်လေထွက်လေဆိုတာဝါယောဓာတ်ပဲပေါ့သူကဒီသဘောတွေကသူကအခုဟဲ့လားနည်းနည်းပေါ့သူကဒါဦးဇင်းတို့ကဒီဝိပဿနာကြတော့သူသိငါတိရက်ွက်တိနဲ့သူကအားထုတ်လို့မရဘူးပေါ့ဒီအားထုတ်ရင်လည်းရတယ်သူကဘာလဲဆိုတော့တမထပဲဖြစ်သွားဦးဇင်းတို့ကစပြီးတော့သိရမှာကဟဲ့လားဒီယုတ်တရားခုတင်လိုက်ပြီပေါ့အယောင်ဟဲ့လားအယောင်အစင်းအတန်အနတ်အရတာအထီးတွေပေါ့ဦးဇင်းတို့ကယုတ်တရားဆိုရင်လည်းသူကယုတ်တရားကြီးကိုရှိတယ်လို့ထင်တယ်။အနန္တရားဆိုရင်လည်းဒါမလေးကသင်ပေးထားတယ်သူကဝိညာဉ်ရှိတယ်၊ပညာရှိတယ်၊ဝေဒနာရှိတယ်၊စေတနာရှိတယ်ပေါ့။ဝိညာဉ်ဆိုတာကစိတ်ပေါ့။စိတ်ဆိုတာအာယုံကိုသိတဲ့သဘောပေါ့။ပညာဆိုတာကဒီအာယုံနဲ့ပတ်သက်ပြီးတော့ကောင်းတယ်ဆိုတယ်၊ဘာပဲညာပဲပေါ့။လှတယ်မလှဘူးပေါ့။သူကတတ်မှတ်နေတဲ့သဘောဟုတ်လား။လိပ်ပဲကောင်းနေတဲ့သဘောကပညာပေါ့။ဟုတ်လား။ဟုတ်လား။ပြီးရင်အဲ့ဒီအာယုန်နဲ့ပတ်သက်ပြီးတော့တိတာကဝိညာဉ်အာယုန်နဲ့ပတ်သက်ပြီးတော့ကောင်းတယ်ဆိုတယ်ဟာလားဘာပဲညာပဲဆိုပြီးတော့တတ်မှတ်နေတာဆုံးဖြတ်နေတာကတင်ညာပေါ့တင်ညာတတ်မှတ်တဲ့အတိုင်းလိုက်ပြီးတော့ခံစားနေတာပါတော့ဦးဇင်းတို့ကဝေဒနာလို့ခေါ်တာပေါ့ခံစားတာပေါ့ပြီးရင်အဲ့ဒီပုံမှာပေါ့ဝေဒနာခံစားပြီးဆိုရင်ဒုက္ခဝေဒနာပေါ့ဟာလားသဘောကျစရာအနေနဲ့ခံစားရင်စေတနာကထပ်ပြီးတော့ဗာလဲဆိုစိတ်စော်တာပေါ့လူကျင်တယ်ရကျင်တယ်ဝေဒနာကဒုက္ခဝေဒနာနဲ့ခံစားရင်ဦးဇင်းတို့ကမလိုချင်မှုမရချင်မှုဆိုပြီးတော့စေတနာဆိုတာစိတ်စော်တိုက်တွန်းတဲ့စိတ်တွေပေါ့ဂျင်တဲ့စိတ်တွေပေါ့လှုပ်ချင်တယ်တွားချင်တယ်မလှုပ်ချင်မှုမတွားချင်မှုမစားချင်မှုပေါ့သူစေတနာပေါ့အဲ့တော့ဒီယုတ်တဘာဝနဲ့နံတဘာဝဆိုတာဦးဇင်းတို့ရှိတာပေါ့လေဒါကသူကအကျိုးတရားပေါ့ result အဲ့ဒီယုတ်တရားနဲ့နံတရားတွေဟာဟဲ့လားတယောက်ဖြေကြည့်ပါဦးကုသိုလ်တွေလားအကုသိုလ်တွေလားဒီခုဟဲ့လားရုပ်အယောင်အစင်းတို့အတန်းတို့အခုအတန်းနေကြားနေရတယ်ပေါ့ဟဲ့လားကြားတဲ့ပုံမှာဦးစင်းဟောတဲ့အချိန်မှာကြားစိတ်တွေဖြစ်တယ်ကြားတဲ့ပုံမှာဟာဒါလေးကဒီအကြောင်းအရာတွေကစိတ်ဝင်စားစရာကောင်းတယ်စသည်ဖြင့်ပေါ့တင်ညာတွေပေါ်တယ်ခံစားချက်ဝေဒနာတွေပေါ်မယ်စေတနာပေါ့ဟဲ့လားအခုအာယုံဆိုင်နေတာဆက်ပြီးတော့နားထောင်နေနေတာဒါလည်းစေတနာပဲပေါ့ဒါတွေကကုသိုလ်တွေလို့ပြောမလားအကုသိုလ်တွေလို့ပြောမလားသူက
သူတို့ကြီးတက်တက်ကတော့ဦးဇင်းတို့ကကုသိုလ်လည်းမဟုတ်ဘူးအာကုသိုလ်လည်းမဟုတ်ဘူးဒါကိုပဲဦးဇင်းတို့က result လို့ခေါ်တယ်ဝိပါကတရားပေါ့ဒါတွေကိုဦးဇင်းတို့ကအခုကသဘောပေါက်နေနေတာသူကသဘောပေါက်အောင်မလုပ်ဘူးမှန်မှန်ကန်ကန်နားလည်အောင်မလုပ်ဘူးဆိုရင်သူကအဲ့ဒီနောက်ပိုင်းမှာကြာရင်သူကဘာဖြစ်လာလဲဆိုတော့အဲ့ဒီစေတနာပေါ့ဟုတ်လားစေတနာမှာသူကဘာလဲဆိုတော့လောဘဒေါသမောဟဆိုတဲ့အာကုသိုလ်စိတ်တွေပေါ့သူကရှင်တွဲပြီးတော့ဖြစ်လာတာပေါ့ဟုတ်လားတခါတည်းလဲဟုတ်လားအာလောဘအာဒေါသဆိုတဲ့ကုသိုလ်စိတ်လေးတွေတော့လည်းရှင်တွဲတာလည်းရှိတာပေါ့ဟုတ်သူကအဲ့တော့အခုက result ကိုအရင်တင်တာပေါ့ဒီဟုတ်လားယုတ်တဘာဝနန္တဘာဝတွေဦးစင်းတို့ကအမှန်တိုင်းသိအောင်လုပ်ရမယ်ဒါတွေကကုသိုလ်လည်းမဟုတ်ဘူးအာကုသိုလ်လည်းမဟုတ်ဘူးသူကအတိတ်ကပေါ့အတိတ်ကအကြောင်းတရားပေါ့အတိတ်ကလုပ်ခဲ့တဲ့ဟုတ်လားကုသိုလ်ကံအာကုသိုလ်ကံတွေအတိတ်ကဟုတ်လားလုပ်ဖြစ်ခဲ့တဲ့ကိလေသာတွေရဲ့အကျိုးဆက်အနေနဲ့ပေါ့ဒီယုံ nant တွေကဦးစင်းတို့ဖြစ်နေရတာပေါ့ဟုတ်လားအခုဒါမှတော့အခုနာနဲ့တန်နဲ့တိုက်ရင်ဒါကြားစိတ်တွေပေါ်တယ်ပေါ့ဒီလိုချိန်မှာဟုတ်လားဟိုအပျော်ပါးတွေနဲ့ပေါ့အချိန်မကုန်မဲနဲ့ဒီလိုတရားဓမ္မအတိတွေကိုနာကြားခွင့်ရနေတာတွေကအတိတ်ကကုသိုလ်ကံပါတယ်ပေါ့သူကအခုကြားနေရတာတော့ကုသိုလ်လည်းမဟုတ်ဘူးအာကုသိုလ်လည်းမဟုတ်သေးဘူးသူကဒါပေမဲ့အတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်တရားကြောင့်သူကလောဘနဲ့မပျော်ဘဲနဲ့ဟုတ်လားဒီတရားဓမ္မနဲ့ပေါ့သိဖို့ပေါ့ဒါအခွင့်အရေးရလာတာပေါ့သူကအခုအတန်နေကြားနေရတာသူကကုသိုလ်လည်းမဟုတ်ဘူးအာကုသိုလ်လည်းမဟုတ်ဘူးဒါပေမဲ့ကုသိုလ်ကံရဲ့အကျိုးပေးဒီလိုနားလည်ရတာပေါ့ဗျာဒုမတစင်ကြားတဲ့ပုံမှာတင်ညာကဟုတ်လားဟောဒါတွေဟာဟိုပြောတာတွေကိုအဓိပ္ပာယ်ကောက်တာပေါ့လေအဓိပ္ပာယ်ကောက်တယ်သူကတင်ညာကဘာသာပြန်တယ်ပေါ့တင်ညာကသူကကောင်းတယ်ဆိုးတယ်ဆိုပြီးတော့အဓိပ္ပာယ်ကောက်နေတာဟုတ်လားပြီးဝေဒနာကခံစားတယ်ပေါ့ဒုမတစင်သူကစေတနာမှာပေါ့ဒီတရားနဲ့ပတ်သက်ပြီးတော့သဘောပေါက်လာတယ်ဒါပါတော့တရားစိတ်တွေဖြစ်လာတယ်ကြည်ညိုတဲ့စိတ်တွေဖြစ်လာတယ်ဟုတ်လားအဲ့တော့ဒီတရားနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့နားလည်မှုပညာဉာဏ်တွေဖြစ်လာတယ်တတိဉာဏ်ပညာတွေဖြစ်လာတယ်ဆိုရင်သူအဲ့တော့မှသူကကုသိုလ်စိတ်ဖြစ်ပြောင်းသွားတာကုသိုလ်စိတ်ဖြစ်သူကဖြစ်ပေါ်လာတာပေါ့အခုကြားချင်းကတော့ကုသိုလ်လည်းမဟုတ်ဘူးအာကုသိုလ်လည်းမဟုတ်ဘူးပေါ့အဲ့တော့ဦးဇင်းတို့ကအရင်ဆုံးပေါ့ဒီ result ကိုသူကမှန်မှန်ကန်ကန်နားလည်အောင်လုပ်ရတယ်ဟုတ်လားဦးဇင်းမနေ့ကပြောခဲ့တယ်ဟုတ်လားဥပမာဆိုပါစို့ဟုတ်လားလူချင်းတန်းချင်းနဲ့ဆိုပါစို့ဦးတင်ထားတယ်ဟုတ်လားဟုတ်မိမိကလူတာလားငါကလူတာလားစေတနာပေါ်လို့လူတာလားစေတနာပေါ်လို့လူတာပေါ့ဟုတ်လားစေတနာလည်းသူကငါလောက်တာမဟုတ်ဘူးသူကအလူကံပုဂ္ဂိုလ်ရဲ့အာယုန်နဲ့ဟုတ်လားရုပ်စင်းနဲ့ဟုတ်လားကိုမျက်စိနဲ့ပေါ့လေအမှန်တော့ဟုတ်လားမျက်စိနဲ့အစင်းနဲ့တိုက်တော့မှသူကမြင်စိတ်ပေါ်တယ်ပေါ့ဟုတ်လားဝိညာဉ်ဆိုတဲ့မြင်စိတ်ပေါ်တယ်ဦးဇင်းတို့ဒီမှာဟုတ်လားသူကဒီစိတ်အစင်မှာပေါ့မြင်စိတ်ပေါ်တယ်ဟုတ်လားစိတ်ပေါ်တယ်ပေါ့မြင်စိတ်ပေါ်တယ်မြင်စိတ်မှတစ်စင်းသူကဘာပေါ်လဲဆိုတော့ဟုတ်လားမြင်တဲ့ပုံမှာပေါ့ဟုတ်လားဘုံဘုံတစ်ပါးကိုတွေ့ရဲဆိုရင်သူကမြင်စိတ်ပေါ်တယ်မြင်စိတ်ကတော့သူကပုံတံကိုပဲတွေ့တာရုပ်စင်းကိုပဲမြင်လိုက်တာပေါ့အဲ့ဒီအစင်းကကြီးညိုပဲဖြစ်တယ်ဟုတ်လားကောင်းတယ်ဆိုးတယ်ဆိုတာကတော့တင်ညာကဆုံးဖြတ်လိုက်တာတခြားဘာသာဝင်တရားအနေနဲ့ဆိုရင်တော့ဘုန်းကြီးမြင်တာဟုတ်လားသူကျင်စရာလေးဖြစ်ချင်မှဖြစ်မယ်လေဗုဒ္ဓဘာသာရဲ့အမှတ်တင်ညာအနေနဲ့ကြည့်လိုက်တော့ဒါဘုန်းကြီးမြင်တာကြီးညိုစရာဆိုပြီးတော့တင်ညာကတတ်မှတ်လိုက်တာပေါ့တင်ညာဆိုတာကကောင်းတယ်ဆိုးတယ်ဆိုပြီးတော့တတ်မှတ်တာပေါ့ဒီစိတ်ဖြစ်စဉ်ကြီးကတော့ဗာလဲဆိုတော့ငကူကရှိတာမဟုတ်ဘူးပေါ့ဒီဟုတ်လားရုပ်စင်းနဲ့မျက်စိနဲ့တိုက်တော့မှမြင်စိတ်ဖြစ်တယ်ဒုမတစ်စင်နောက်စိတ်ဆိုတဲ့အမှတ်တင်ညာပေါ်လာတယ်ဟုတ်လားကြီးညိုပွဲဖြစ်တယ်စသည်ဖြင့်ပေါ့ဒုမတစ်စင်ကြီးညိုပွဲဆိုတော့ဒါဝေဒနာကနေပြီးတော့ဟုတ်လားကြီးညိုတဲ့ခံစားချက်လေးဖြစ်တာဒုမတစ်စင်သူကလူကျင်တဲ့စေတနာလေးသူကပေါ်လာတယ်ဒါဖြစ် process ပေါ့သူဒီဖြစ်စဉ်ကဒီလိုဖြစ်သွားတာဒါသူကအကျိုးတရားပေါ့ဖြစ်စဉ်အာယုန်နဲ့တွာလာတိုက်ရင်ဒီမျက်စိပေါက်မှာဒီလိုဖြစ်စဉ်မျက်စိပေါက်မှာတစ်ဆင့်ပေါ့ဒီလိုဖြစ်စဉ်ဖြစ်သွားမယ်ဆိုတာသူက nature ပဲသူကသဘာဝတရားပဲသူကဒါပေမဲ့ဦးဇင်းတို့ကအဲ့လိုမသိဘူးပေါ့မသိတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီဖြစ်စဉ်ကိုငါစိတ်ငါစေတနာငါကကောင်းတဲ့စိတ်ထားရှိတယ်သူကအဲ့လိုတွေထင်တော့သူအဲ့ဒါဆိုရင်သူကကုသိုလ်ကံဖြစ်ပေမဲ့သူကဒိဋ္ဌိဆိုတဲ့အယူမှာပါသွားတယ်သူကဒိဋ္ဌိကတော့ပြစ္ဆုတ်ပံဖြစ်လာတဲ့စိတ်ဖြစ်စဉ်ကိုအမှန်တိုင်းမသိဘူးပေါ့ပြစ္ဆုတ်ပံဖြစ်လာတဲ့နန္တရားတွေကိုအမှန်တိုင်းမသိဘူးငါစေတနာငါလူကျင်တာငါကြီးညိုတာသူကအဲ့လိုအထင်မှားတော့သူကအဲ့ဆိုရင်ဦးဇင်းတို့ကဒီယုံ nant ပေါ်မှာအတိမမှန်ဘူးပေါ့အတိမမှန်ဘူးဆိုရင်ဦးဇင်းတို့ကဘာဖြစ်သွားလဲဆိုတော့ဒီမှာသူကဦးဇင်းတို့ဒီဇာတ်လေးပေါ့ဒါပရိစ္ဆေသမုပ္ပါဒ်ကိုဦးဇင်းတို့ဒါအချင်းချင်းလေးသိရမယ်ပေါ့ဒါအခုကတော့တနေ့ကိုတနာရီဒါ9ချိန်ဆိုတော့ဒီကပရိစ္ဆေသမုပ္ပါဒ်ကြီးပဲတင်မယ်ဆိုရင်တော့မလုံလောက်ဘူးပေါ့အဲ့ဦးဇင်းကဒါပေမဲ့လည်းဟိုဒီ9ရက်တွင်းမှာပေါ့ဒီဝိပဿနာတရားပေါ့ဟုတ်လားဒီတိတိတိလိုက်တဲ့ပေါ့ဟုတ်လား
ဒီတရားတွေကိုသိဖို့ဟုတ်လားဦးဇင်းရဲ့ဒီတရားသင်တိုင်းရဲ့ဟုတ်လားဟိုခေါင်းစဉ်တရားလဲဒါသူကဘုရား psycho ဟောပေါ့လေဒီ psychology ပေါ့ဝိပဿနာနဲ့ဆိုင်တဲ့ဒီစိတ်ပညာပေါ့ဒီစိတ်ဆိုတာဒီ mental process ကိုသူကဦးဇင်းတို့သိအောင်လုပ်ရသူက mental process ကလည်းသူကယုတ်တရားနဲ့ပတ်သက်နေတာပေါ့လေဒီယုတ်စင်းကိုမြင်ပြီးတော့မှပေါ့ဒီစိတ်တွေဖြစ်ရတာဒီတန်ကိုကြားပြီးတော့မှဒီစိတ်တွေဖြစ်ရတာအဲ့တော့သူကဟုတ်လားဒီတန်တို့ဟုတ်လားဒီအနံ့တို့ဆိုတာယုတ်တွေပေါ့ရုပ်ကိုအကြောင်းပြုပြီးတော့မှသူကစိတ်ဖြစ်စဉ်တွေဖြစ်ရတော့သူကစိတ်ဖြစ်စဉ်ကိုတင်ကြားရင်လည်းသူကရုပ်တရားမပါလို့တော့မရဘူးဟုတ်လားအခုကတော့စိတ်ကိုဦးစားပေးတဲ့အနေနဲ့ဦးဇင်းတို့ကဘာလဲဆိုတော့အရင်ဆုံးပေါ့ဒီဇရာဘက်လေးမြင်လာတော့ပုံလေးတော့မြင်လာတော့မသိမြင်လာဘူးအဲ့တော့ဒီမှာသူဟမ်ဟောသူကအကျိုးတရားကသူကနံပါတ်1ကိုပြောတာပါဒီမှာဦးဇင်းရေးထားတယ်ပါလေစာလေးမှာတော့သူကအကြောင်းတရားကြောင့်သူကအကျိုးတရားတွေဖြစ်လာတယ်တဲ့ဖြစ်တဲ့ကံမှာလည်းအကျိုးတရားကငကိုယ်တည်းကရှိတာမဟုတ်ဘူးအကြောင်းတရားတွေဟဲ့လားပြည့်စုံမှအကြောင်းတရားတွေတိုက်ဆိုင်တော့မှအကျိုးတရားဟာသူကမရှိရကနေဖြစ်ပေါ်လာတာအခုနားနဲ့တန်နဲ့တိုက်တယ်ဆိုရင်ကြားစိတ်ကနားထဲမှာကြိုမရှိဘူးပေါ့ဒီအတန်ဆိုတဲ့ယုတ်တရားနဲ့ပေါ့အတန်ဆိုတဲ့အာယုံယုတ်နဲ့ပေါ့နားဆိုတဲ့ဓဝါရယုတ်ပေါ့အာယုံနဲ့ဓဝါရပေါ့နားကလည်းယုတ်တရားပဲအတန်ကလည်းယုတ်တရားပဲဟုတ်လားအတန်ကအာယုံယုတ်ပေါ့နားကတော့ဓဝါရယုတ်ပေါ့အဲ့နှစ်ခုတိုက်တော့မှသူကဘာဖြစ်လာလဲဆိုတော့ဇာတိစိတ်လေးဟာသူကမရှိရကနေဖြစ်ပေါ်လာတယ်အဲဆိုတော့ mental process ပေါ့ဟုတ်လားသူကစိတ်ရဲ့ဦးဇင်းကအလွယ်ပေါ့ညာနာဆိုပြီးတော့ပြောထားတယ်ဂျားစိတ်ပေါ်မယ်ဂျားတဲ့စိတ်ပေါ်မှာညာနာညာဆိုတာကတော့တင်ညာပေါ်မယ်ပေါ့ဂျားတဲ့ပေါ်မှာတရားဓမ္မဲဟုတ်လားဒါတရားဓမ္မဆိုရင်ဒါကောင်းတာပဲပေါ့တချို့ဗုဒ္ဓဘာသာပြည့်ပေမဲ့ဒီလိုတရားတွေကိုမကြိုက်တာတွေလည်းရှိတာပဲဟုတ်လားသူအတင်းနာခိုင်းကြီးသူ့ရဲ့တင်ညာဟုတ်လားစိတ်ညစ်စရာလို့တတ်မှတ်ပြီးတော့ဒီခါလေအဲ့ဒါထွက်ပြေးခြင်းစိတ်တွေပေါက်လာတယ်အဲ့တော့ဒီတန်ကိုကြားတော့မှကြားစိတ်ပေါ်တယ်သူမှတစင်းဟုတ်လားဒါတရားဓမ္မပဲကောင်းတာပဲဆိုးတာပဲဆိုပြီးတော့အမှတ်တင်ညာကတတ်မှတ်တယ်ဟုတ်လားညာပေါ့တင်ညာပြီးညာနာပေါ့ကောင်းတယ်လို့တတ်မှတ်ရင်ဒီတရားပေါ်မှာဟုတ်လားသဘောကျတဲ့စိတ်ကြီးညိုတဲ့စိတ်ဒီဖြစ်တော့သူကဘာလဲဆိုတော့ခံစားချက်ပေါ့ပီတိတွေဖြစ်မယ်ဒုက္ခဝေဒနာသူမှတစင်းစေတနာပေါ့ဟုတ်လားဒီတရားနဲ့ပတ်သက်ပြီးတော့ဆက်နားထောင်ခြင်းနဲ့ဆက်ပြီးတော့လေးလာခြင်းနဲ့ဆက်ပြီးတော့ကျင့်ကြံပွားများခြင်းနဲ့ဒါတွေဖြစ်လာတာပေါ့ကွာ။ဒါကြီးကတော့ပြစ္ဆုတ်ပံအကျိုးတရားဟာသူကအကြောင်းကြောင့်ဖြစ်တာပေါ့။ဤသောကြောင့်ကတော့ဦးဇင်းတို့သိတယ်။ဘာလဲဆိုတော့ဟုတ်လားအခုအာယုန်နဲ့ဓာရတိုက်တာဟုတ်လားအာယုန်နဲ့ဓာရတိုက်တယ်ဒါပေမဲ့ဦးဇင်းတို့ကဒီအာယုန်တွေဟာဟုတ်လားဒီချိန်မှာဒီလိုအာယုန်တွေဘာကြောင့်ဒီလိုလာတိုက်နေရတယ်တိဖို့ကြတော့သူကဘုရားရှင်ရဲ့တင်ကြားမှုနားတယ်မှာနားမငယ်ဦးဇင်းတို့ကအာယုန်နဲ့တော်ရတိုက်လို့စိတ်ဖြစ်တာတော့နားလေတယ်ဒါပေမဲ့ဒီအချိန်မှာဒီလိုအာယုန်တွေဘာကြောင့်တိုက်လာတယ်ဆိုတာကြတော့သူကဟောပေါ့လေအတိတ်ကံပါတယ်ပေါ့အတိတ်ကလုပ်ခဲ့တဲ့ဟုတ်လားကံတွေပေါ်မှာမတည်ဘူးပေါ့ဒီကံဆိုတာလည်းဦးဇင်းတို့ကဟောပေါ့လေကံဆိုရင်ကမမြင်ရတဲ့ဆွမ်းအားကြီးတစ်ခုသူကအဲ့လိုတင်တာပေါ့မမှန်ကံဆိုတာကသူကဟောပဲနန္တရားပဲသူကစေတနာကိုပြောတာပဲဦးဇင်းတို့စောစောပြခဲ့တယ်ဟုတ်လားဒီမှာစေတနာဆိုတာရှိတယ်ပေါ့သူစေတနာမှာသူကဟုတ်လားစေတနာကတူကြီးတက်ဖြစ်တာမဟုတ်ဘူးပေါ့သူကနောက်ပိုင်းကြရင်သူကဘာဖြစ်လဲဆိုတော့သူကဒီနံပါတ်1ဘက်မှာဖြစ်တဲ့စိတ်တွေမှာဆိုရင်တော့ဟုတ်တယ်သူကနန္တရားမှာဖြစ်တဲ့စေတနာမှာဆိုရင်တော့သူကလောဘဒေါသမောဟဆိုတဲ့ထိတ်6ပါးပေါ့လေလောဘဒေါသမောဟနဲ့အာလောဘအာဒေါသအာမောဟဆိုတာမပါဘူးပေါ့မပါသေးဘူးပေါ့သူကနောက်ဒီနံပါတ်3ခွဲရောက်တဲ့စိတ်တွေကြတော့မှဒါသူကဘာဖြစ်လာလဲဆိုတော့အဲလောဘဒေါသမောဟတော့မဟုတ်ပေါ့အာလောဘအာဒေါသအာမောဟဆိုတဲ့ဟာကြီးဖြစ်လာတယ်ဦးဇင်းတို့အခုဆိုရင်ကံဆိုရင်ဦးဇင်းတို့ဟိုပါပေါ့လေဘယ်လိုလဲမလဲကံဒီလိုဖြစ်တာကံကောင်းလားကံဆိုးလားအခုငလင်ဘေးတွေလောက်တယ်ပေါ့စသည်ဖြင့်ပေါ့ဟုတ်လားထီပေါက်တယ်ပေါ့စသည်ဖြင့်ပေါ့လေအိမ်အောင်ကြတာပဲဖြစ်ပေါ့ဟာကောင်းတယ်ဆိုးတယ်ပေါ့ဘုန်းကြီးဝတ်တယ်ကောင်းတယ်ဆိုးတယ်ပေါ့စသည်ဖြင့်ပေါ့ဟုတ်လားဒီကဦးဇင်းကကံနဲ့ပတ်သက်ပြီးတော့ပေါ့ဟိုလေသူကဟုတ်လားမတေချာမရေရာမှုတွေဝီစည်းကိစ္စတွေဦးဇင်းတို့အများကြီးရှိတယ်သူကဒီပညာကြတော့သူက overall မြင်တာပေါ့ကံလဲသူကဟိုကံဆိုရင်သူက action တွေပဲသူက action တွေကလည်းတကယ်ဟိုမရေမတွက်အောင်အများကြီးပဲလေသူကဒါပေမဲ့ဦးဇင်းတို့ကဘုရားရှင်ဟာအင်မတန်မှပညာကြီးတယ်သူကလုံးရတခုချင်းစီကြီးမယ်ဆိုရင်ကံနေရလဲဟာနဲတာမှမဟုတ်ဘူးကံနေရလဲအနန္တပဲဒါပေမဲ့ category ခွဲလိုက်ရင်သူကနှစ်ခုပဲသူကလောဘဒေါသမောဟကြောင့်ဖြစ်တဲ့စေတနာဆိုတာရှိတယ်ပြီးအာလောဘအာဒေါသအာမောဟကြောင့်ဖြစ်တဲ့စေတနာဆိုတာရှိတယ်သူကဟုတ်လား
လောဘဒေါသမောဟနဲ့ရှင်တဲ့စေတနာတွေကသူကအကုသိုလ်ကံဖြစ်သွားတယ်ပေါ့လေအကုသိုလ်ကံလို့အမိရသွားတာနောက်ပိုင်းကြတော့ဟုတ်လားနောက်အာလောဘအာဒေါသအာမောဟဆိုတဲ့နံတရားတွေနဲ့ပေါ့ဟုတ်လားဟိတ်လို့ခေါ်တာပေါ့လေဒါတွေကလည်းသူက mental state တွေပဲနံတရားတွေပဲသူကအဲ့ဒါတွေနဲ့ရှင်တဲ့စေတနာကြတော့ကုသိုလ်ကံဆိုတဲ့သူကအမိရသွားတယ်သူကကံဆိုတာကသူကအကျိုးတရားတစ်စုံတရားကိုပေါ့အကျိုးဆက်ကိုပေါ့သူကအနာဂတ်မှာဖြစ်စေမှာကိုသူကကံလို့ခေါ်တယ်သူကဟုတ်လားပြောရင်ကတော့လောဘပေါ့စောစောပြောရဲဟာလောဘပေါ့ဖြစ်ချင်တာတွေဟာဖြစ်ချင်တဲ့ဇောတွေဟာလားဒေါသဆိုရင်ဟာလားကြောက်လန့်တာတွေစိုးရိမ်တာတွေအဲ့ဒါတွေကသူကဗာလဲဆိုတော့သူကစစ်ဆောင်မှုကိုဖြစ်စေတယ်ပေါ့ဟာလားနောက်ပိုင်းစိတ်ကစားရုပ်ဆိုတာလည်းရှိတယ်သူကဒါသူပြစ္ဆုတ်ပံမှာလည်းဒီစေတနာရဲ့အကျိုးပေးတယ်ဟာဒေါသထွက်ရင်ဟာလားနှလုံးတွေတုံးလာတယ်ဟာတွေးတွေတိုးလာတယ်ဟာလားရင်တွေပူးလာတယ်ဒါဟာမျက်နှာအစဟာလားပြောင်းသွားတာပေါ့လေရုပ်တွေပြောင်းသွားတယ်ဒါဒီစေတနာကြောင့်ဖြစ်တဲ့အကျိုးဆက်ပေါ့သူကဖြစ်တယ်ပြစ္ဆုတ်ပံမှာလည်းသူကဒါကံဖြစ်သွားတာပဲဒေါသစိတ်ဖြစ်ရင်အဲ့ဒါအဲ့ဒေါသစိတ်ကဒေါသစေတနာကအာဟုတုကံဖြစ်သွားတယ်အဲ့အာဟုတုကံရဲ့အကျိုးဆက်ကဟိုနောက်ဘဝမှာအကျိုးပေးတာမဟုတ်ဘူးအခုပြစ္ဆုတ်ပံမှာကိုပူလောင်တယ်အခုပြစ္ဆုတ်ပံကိုပဲတွေးတိုးလာတယ်အခုပြစ္ဆုတ်ပံမှာပဲဟာလားနှလုံးတွေတုံလာတယ်ဟာလားနှလုံးတုံဟာလားနှလုံးယောဂတွေတချို့ဖြစ်ကြရတာပေါ့ဒါသူကအဲ့တော့သူကကံဆိုတာကသူကဒီနံတရားတစ်မျိုးပဲပေါ့ဒါပေမဲ့အဲ့နံတရားကအနာဂတ်မှာအကျိုးဆက်တစ်စုံတရားကိုသူကဆက်ဖြစ်စေမဲ့နံတရားကိုဦးဇင်းတို့ကကံလို့အမည်ပေးလိုက်တာသူကအဲ့လိုနားလည်လိုက်ရင်သူကကံကလည်းသူကဟာကိုနားမလည်နိုင်တဲ့အရာကြီးမဟုတ်တော့ဘူးပေါ့သူကနောက်ပိုင်းကျဦးဇင်းတို့ကကုသိုလ်ကံဆိုရင်ဘာလဲကုသိုလ်ကံဆိုရင်ဒါကောင်းကျိုးပေးမှာအကုသိုလ်ကံဆိုရင်တော့မကောင်းကျိုးပေးမှာမကောင်းကျိုးပေးရင်လည်းဦးဇင်းတို့ကဘာတွေလဲဆိုတာဘာတွေဖြစ်မလဲဟာလားငလင်တွေပဲကြုံတွေ့ရမလားတဘာဝဘေးတွေပဲပါသွားမလားဒီလိုထင်တာပေါ့မမှန်တော့သူကပရမတ်သဘောဆိုရင်သူကအကုသိုလ်ကံရဲ့အကျိုးပေးရသူကဒုက္ခဝေဒနာပေါ်ခြင်းပဲသူကနော်နန္တရားမှာသူကတည်းကဟုတ်လားကုသိုလ်ကံရဲ့အကျိုးပေးရသူကဘာလဲဆိုတော့ဒုက္ခဝေဒနာပေါ်ခြင်းပဲသူကဟုတ်လားဥမာကောင်းကောင်းနေကောင်းကောင်းစားရတယ်ခုဘဝမှာပေါ့ဟုတ်လားဘုပြစ္ဆုတ်ကံမှာကောင်းကောင်းနေကောင်းကောင်းစားရတယ်သူများခရီးစိုက်တာခံရတယ်အဲ့တော့ခံရတော့ဘာဖြစ်လဲဆိုတော့သူကဒုက္ခဝေဒနာပေါ်တယ်ဟုတ်လားဒုက္ခဝေဒနာလည်းဘယ်မှာပေါ်လဲဆိုတော့မနောတွာရနဲ့ကာယတွာရမှာပေါ်တယ်ဟုတ်လားဥမာအဲကွန်းနဲ့နေရတယ်စူပါကြီးပေါ်မှာဇိမ်နဲ့အိပ်ရတယ်ဆိုတာဒါသူကကိုယ်ကာယပေါ်မှာဒုက္ခဝေဒနာပေါ်တာဒုက္ခဝေဒနာကသူကကုသိုလ်ကံရဲ့အကျိုးပေးပေါ့တာသမီတွေကကိုယ်ဂယုစိုက်တယ်ဟုတ်လားဆွေမျိုးတွေကဂယုစိုက်တယ်ဂယုစိုက်ခံရတယ်ဆိုတော့ဂယုစိုက်ခံရတော့သူကစိတ်ချမ်းသာတယ်ပေါ့စိတ်ချမ်းသာတယ်ဆိုတော့မနောတွာရမှာဒုက္ခဝေဒနာပေါ်တာဒါပဲသူကကုသိုလ်ကံရဲ့အကျိုးပေးဟာဒီမနောတွာရနဲ့ဟုတ်လားဒီကာယတွာရမှာဒုက္ခဝေဒနာပေါ်ပဲဗမာလူပြောရင်တော့ကောင်းကောင်းနေရတယ်ကောင်းကောင်းစားရတယ်လူချိလူခင်များတယ်ပေါ့ဒါလေဟုတ်လားအကုသိုလ်ကံရဲ့အကျိုးပေးဆိုရင်လည်းဦးဇင်းတို့ကဟုတ်လားကြောက်လန့်နေကြပါမဟုတ်ဘူးအကုသိုလ်ကံအကျိုးပေးတော့ဒါပါတော့စင်စင်ရဲရဲဟုတ်လားနေတိုင်းစားတောက်ရတယ်ဆိုတော့ဒါပါတော့ဟုတ်လားကျမ်းမြေပေါ်မှာအေးရတယ်ပဲဆိုပါစို့ဟုတ်လားဖြာချမ်းတဲ့အေးရတယ်မှန်မှန်သူကဒုက္ခဝေဒနာပေါ်လို့ဆင်းရဲတာလေလူတွေကဥပမာဆင်းရဲချမ်းသာဆိုရင်ဦးဇင်းတို့ကအတိုင်းနဲ့နေရရင်ချမ်းသာတယ်ဟုတ်လားတဲနဲ့နေရရင်ဆင်းရဲတယ်ဒီလိုထင်တာပေါ့မဟုတ်ဘူးလေတချို့ဟုတ်လားကမ်းခြေမှာဟုတ်လားဘမ်ဘူဟောက်စ်လေးနဲ့တဲနဲ့တွားနေတာပဲပတ်စံပေးပြီးတော့တွားနေသေးတယ်ဒါပေမဲ့ဘာလို့တွားနေလဲဆိုတော့ပတ်စံပေးပြီးတော့ဘာလို့လဲဆိုတော့အဲ့တဲလေးနဲ့နေပေမဲ့အထဲမှာဟုတ်လားဆိုဖာတွေနဲ့ရှူခင်းတွေကကောင်းတော့ဟုတ်လားမနောတွာရပေါ့လေစိတ်မှလည်းသူကချမ်းသာနေတယ်ဟုတ်လားဘမ်ဘူဟောက်စ်နဲ့နေပေမဲ့ဟုတ်လားအထဲမှာလည်းသူကဆိုဖာတွေနဲ့ဟုတ်လားပွင့်ရည်နဲ့အေးရတော့ဒီကာယတွာရမှာလည်းဒုက္ခဝေဒနာပေါ့အဲ့တော့သူကတဲနဲ့နေရပေမဲ့လည်းဟုတ်လားကိုယ်ကာယမှာဟုတ်လားတတောင်တတာဖြစ်တယ်ဟုတ်လားစိတ်ကလည်းဟုတ်လားရှုခင်းနေကြည့်ပြီးတော့ချမ်းသာရတယ်ဆိုရင်ဒီကတဲနဲ့နေလို့ဆင်းရဲတာမဟုတ်ဘူးသူကဘမ်ဘူဟောက်စ်မှာနေပေမဲ့သူကစောစောလို့ပေါ့ဟုတ်လားစိတ်ကချမ်းသာနေတယ်ကာယကလည်းဟုတ်လားကိုယ်ကာယမှာလည်းစိန်ကြနေတယ်ဆိုရင်ဒါချမ်းသာတာပဲလေအဲ့ဒါမော်တော်ကားကြီးတော့စီးရတယ်တိုင်းနေတော့နေရတယ်ဒါပေမဲ့တာသမီတွေကမလိမ္မာဟုတ်လားစိတ်တွေကဆင်းရဲစိတ်တွေကဆင်းရဲဟုတ်လားတိုင်ကြီးနဲ့နေရပေမဲ့မိရမလားယာတိဥဒုကပူမိတ်တွေကပေါက်ဟုတ်လားယာနာတွေနဲ့ဟုတ်လားကိုယ်ကာယမှာဟုတ်လားဒုက္ခဝေဒနာတွေပေါ်နေမယ်ဟုတ်လားယာနာတွေပေါက်နေမယ်ဆိုရင်ချမ်းသာဘူးလေဟုတ်လားပတ်စံရှိပေမဲ့ကိုယ်ကာယကလည်းဟုတ်လားခဏခဏနေမကောင်းမယ်ဟုတ်လားအနာတွေပေါက်နေမယ်စိတ်ကလည်းဟုတ်လားဟိုလူမကြည်နဲ့ဒီလူမကြည်နဲ့ဟုတ်လားတာသမီတွေပေါ်မကြည်နဲ့စိတ်ဆင်းရဲနေမယ်ဆိုရင်ဒီကချမ်းသာမရှိဘူး။ဒီကဝေဒနာပေါ်မှာပဲသူကချမ်းသာဆင်းရဲဆိုတာသူကဖြစ်ရတာ။သူကဒါဒီလိုနားလေသူကကံရဲ့အကျိုးပေးပေါ်မှာလေဦးဇင်းကဟိုလေအဘာကြီးဖြစ်မလဲအညာကြီးဖြစ်မလဲသူကပူစရာမပူတော့ဘူး။ဘာလို့ဆိုတော့သူက overall ကိုမြင်သွားတာဘူးသူက
ဒီကတန်တရားတွေဖြစ်နေတယ်ဘာဖြစ်မလဲစိုးရင်နေရတယ်ဆိုတာသူက overall ပေါ့မြင်နိုင်တဲ့ပညာမရှိဘူးပညာဆိုတာကသူကသဘောပိတ်ချတစ်ခုလုံးကိုမြင်တာသဘောပိတ်ချတစ်ခုလုံးကိုမြင်တယ်ဆိုတာဒီဟာလားအကျိုးတရားကိုလည်းမှန်ကန်ကန်နားလည်တယ်သိတယ်ဖြစ်စေတဲ့အကြောင်းတရားကိုလည်းပြည့်ပြည့်စုံစုံသိတယ်ပေါ့ဦးဇင်းတို့24ပစ္စည်းပဋ္ဌာန်းဆိုတာကသူကဒီအကြောင်းတရားတွေပေါ့အကြောင်းတရားတွေကိုဘုရားကြီးကပြည့်ပြည့်စုံစုံသူကခါလေဟိုအကျွင်းကြံမရှိဘူးအကုန်ပြောတာအခုခေတ်သိမ့်မှန်ကြတော့ဦးဇင်းတို့ကအကြောင်းတရားကိုတော့သိတယ်သူကမပြည့်စုံဘူးပေါ့ဟောတွေးတိုယောဂဖြစ်တယ်ဆိုရင်သူကဒါပါတော့သူကရုပ်ပိုင်းဆိုင်ရာကိုပဲသူကအဓိကထားတာပေါ့ဟုတ်လားနှလုံးယောဂဖြစ်တယ်ဆိုရင်လည်းဒါပါဆေးတောက်ပေါ့အမစိတ်ဆင်းရဲနေတယ်စိတ်ကြယောဂဖြစ်ရင်လည်းသူကဆေးတောက်ပေါ့ဟုတ်လားဒီနာမန်းဆိုင်ရာပေါ့ကိလေသာတွေကြောင့်ပေါ့ဒီလိုစိတ်ကြယောဂဖြစ်တယ်နှလုံးပြမလို့စိတ်ကြယောဂဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုတော့သူကဖြည့်ရှင်းရကောင်းမှမသိဘူးပေါ့ဟုတ်လားနောက်ဦးဇင်းကအယုံသူကအကြောင်းတရားနဲ့အကျိုးတရားကိုသိဖို့မှာသူကပထမတော့ဦးဇင်းတို့ကအကျိုးတရားကိုအရင်နားလည်အောင်လုပ်ရမယ်ဟုတ်လားအကျိုးတရားကိုဦးဇင်းတို့ကမှန်မှန်ကန်ကန်နားလည်ရမယ်ဟုတ်လားအကျိုးတရားဆိုတာနံပါတ်2ကွက်ပေါ့နံပါတ်2ကွက်မှာပြစ္ဆုတ်ပံအကျိုးတရားပါဠိလိုဆိုရင်ဝိပါကလို့ခေါ်တယ်ဝိပါကဆိုတာတော့ကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးပေါ့သူအဲ့ဒီယုတ်တဘာဝနန္ဒဘာဝတို့ဦးဇင်းတို့ကအခုလိုကနားလည်အောင်မလုပ်ဘူးမတင်ကြားဘူးဆိုရင်သူကယုတ်တဘာဝတွေကိုသူကငါလို့ထင်မှားတယ်ပေါ့ဟုတ်လားငါပိုင်ငါဆိုင်နေနဲ့ပေါ့အတ္တနေနဲ့ပေါ့အလုံးထည်နေနဲ့ပေါ့အကောင်ထည်နေနဲ့ပေါ့ဦးဇင်းတို့ကအထင်မှားတယ်နန္တရားဆိုရင်ဦးဇင်းတို့ကဒီတိုင်းပဲဟုတ်လားအာယုန်တိုင်းမှာစိတ်ပေါ်တယ်အာယုန်တိုင်းမှာစေတနာပေါ်တယ်အာယုန်တိုင်းမှာဝေဒနာပေါ်တယ်ဟုတ်လားဒီစိတ်ပြည့်စင်ဟာငကိုယ်တည်းကရှိတာမဟုတ်ဘူးဟုတ်လားအာယုန်တိုင်းမှာဖြစ်လာတယ်အဲ့ဒါအကြောင်းတရားတွေပြည့်စုံမှဒီအကျိုးတရားဟာမရှိရကနေဖြစ်လာတယ်လို့ဦးဇင်းတို့ကအကျိုးတရားပေါ်မှာမှန်မှန်ကန်ကန်မသိဘူးဦးဇင်းတို့ကအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုရင်တော့နားလည်တယ်အခုကအကျိုးတရားကိုနားမလည်လို့အကြောင်းဖြစ်တာကိုဦးဇင်းတို့နားလည်အောင်တော့အကြောင်းကြောင့်အကျိုးဖြစ်တာလည်းနားလည်ရမယ်ဒီတဲ့ပုံရေးကြည့်တာကအခုအကျိုးတရားပေါ့အခုဖြစ်နေတာတွေဦးဇင်းတို့မှန်မှန်ကန်ကန်နားမလည်ဘူးငါစိတ်ဆင်းရဲတယ်လို့ထင်နေတာကအဲ့ဒါမှန်မှန်ကန်ကန်နားမလည်တာပဲဟုတ်လားငါမှဖြစ်ရလေခြင်းဆိုတာကသူကမှန်မှန်ကန်ကန်နားမလည်တာပဲပေါ့အမှန်မှန်ကန်နားမလည်ရင်သူကဘာဖြစ်လဲဆိုတော့သူကအကြောင်းတရားပြန်ဖြစ်သွားတယ်ဟုတ်လားအကြောင်းတရားဘာလဲဆိုတာဝိဇ္ဇတဘုမပြောရင်တော့အဲ့ဒါတဏှာလို့ဥပါဒံလို့ပေါ့အလွယ်ပြောလိုက်ရင်တော့ကိလေသာနဲ့ကံပဲသူကကိလေသာဖြစ်သွားတယ်ကိလေသာမှတစ်ဆင့်ပေါ့ဟုတ်လားကိလေသာဆိုတာလောဘဒေါသမောဟတွေဖြစ်သွားတယ်လောဘဒေါသမောဟနဲ့အတူပေါ့ဖြစ်တဲ့စိတ်တွေကိုပဲဦးဇင်းတို့ကဟုတ်လားစေတနာလို့ပြောတယ်ဒါကြောင့်မို့ဘုရားရှင်ကလည်းစေတနာဟာကံဖြစ်တယ်လို့ပြောတယ်ပေါ့လောဘနဲ့ရှင်တဲ့စေတနာတွေဒေါသနဲ့ရှင်တဲ့စေတနာတွေကအကုသိုလ်ကံဖြစ်သွားတာပေါ့သူများကိုပေးကမ်းခြင်းနဲ့ကုညီခြင်းနဲ့ဒါအာလောဘပေါ့ဟုတ်လားသူတို့ဟိုအဲ့ဒါကောင်းစားစေခြင်းနဲ့စင်ရဲကနေလွတ်စေခြင်းနဲ့ဒါအာဒေါသပေါ့အဲ့ဒီရှင်တဲ့စေတနာတွေကကြတော့သူကကုသိုလ်ကံဖြစ်သွားတာပေါ့လေဟုတ်လားသူကဒါပေမဲ့ဦးဇင်းတို့ကကုသိုလ်ကံတွေလုပ်ပေမဲ့လည်းဦးဇင်းတို့ကငါကောင်းတာလုပ်တာငါကုသိုလ်ရတာဆိုတဲ့အထင်မှားကြီးကတော့ဦးဇင်းတို့ကဖြစ်နေတာအဲ့တော့ဦးဇင်းတို့ကဟိုတခါလေးပေါ့ဒီယုတ်တဘာဝနန္ဒဘာဝတွေကိုအမှန်တိုင်းမသိရင်လည်းတခါလေးကုသိုလ်ကတော့ဖြစ်တာပဲငါလူရဲ့ဟုတ်လားလူလာတန်းတာတွေလည်းလုပ်ကြတာပဲဒါပေမဲ့အဲ့လူလာတန်းတာမှာသူကကိလေသာပါသွားတယ်ပေါ့ဒီလောဘပါသွားတယ်ငါလူတယ်ဆိုတော့လူတဲ့စိတ်ကတော့အာလောဘပဲဒါပေမဲ့ငါလူတယ်လို့အထင်မှားတဲ့သူကမောဟပါသွားတာပေါ့ဟုတ်လားအဲ့တော့ဘာဖြစ်လဲဆိုတော့ပြန်ပြီးတော့လောဘနဲ့ပြန်ကြည့်တယ်ငါလူတာအဲ့တော့ငါလူတဲ့အကျိုးငါဟုတ်လားခံစားရမှာပဲဆိုပြီးတော့ဟုတ်လားဘယ်ဘက်ကတဆုပ်ကျဲညာဘက်ကတလဲလိုချင်တဲ့အတွက်လူလောဘတွေဖြစ်လာဟုတ်လားညောင်စေးရောက်လူပြီးတော့ညောင်မင်းကြီးတော့ရမယ်ဆိုတဲ့ဟုတ်လားလူလောဘတွေပေါ့မျောလင်းမှုတွေပေါ့မျောလင်းချက်နဲ့ဦးစင်းတော့အလုံးလုံးနေလူနေကြတယ်ကောင်းတာလုပ်တယ်မျောလင်းချက်နဲ့လုပ်နေကြတယ်ဒါအဲ့လိုလုပ်ရင်ဘာဖြစ်မလဲဆိုတော့အကြောင်းတရားဖြစ်တဲ့အတွက်နောက်တက်သွားပါလေဆိုတော့အကျိုးတရားဖြစ်မယ်အလွယ်ပြောမယ်ဆိုရင်တော့ဦးစင်းတို့ကကိလေသာကြောင့်ကံဖြစ်တယ်ဒါကိုပဲဦးစင်းတို့ကဝိလေတယ်လို့ခေါ်တယ်ဝိလေတယ်ဆိုတာဟိုဘယ်လိုပြောမလဲတခုခုကလေပတ်ပြီးတော့တွာလာနေတာမျိုးမဟုတ်ဘူးသူကိလေသာကြောင့်ကံတွေဖြစ်တယ်လောဘဒေါသမောဟကြောင့်ကုသိုလ်စေတနာအာကုသိုလ်စေတနာတွေဖြစ်တယ်လို့လောဘဒေါသကြောင့်အာကုသိုလ်ကံပေါ့ဒီစေတနာတွေဖြစ်တယ်အာလောဘအာဒေါသကြောင့်ကုသိုလ်ကံစေတနာတွေဖြစ်တယ်အဲဒီစေတနာအကျိုးပေးတိုင်းသူကယုံဉာဏ်တဘာဝတွေဖြစ်ကြဟုတ်လားယုံဉာဏ်တဘာဝတွေဖြစ်ကြတဲ့အခါမှာအာကုသိုလ်ကံအကျိုးပေးတာများရင်သူကနန္တဘာဝ၄မျိုးထဲမှာသူကဝေဒနာပါတာဟုတ်ဝေဒနာထဲမှာသူကဒုက္ခဝေဒဒုက္ခဝေဒနာသူကအဖြစ်များတာကုသိုလ်ကံအကျိုးပေးတဲ့ယုံဉာဏ်မှာတော့သူက
ဒုက္ခဝေဒနာအဖြစ်များတာပေါ့အာဟုလုကံအကျိုးပေးတဲ့ယုံနာမှာတော့သူကဒုက္ခဝေဒနာအဖြစ်များတာပဲဒါပဲသူကကွာတယ်ဟုတ်လားနောက်အဲ့ဒီယုံနာတဘာဝကြီးဖြစ်ပေါ်မှုပေါ်မှာဆိုရလို့ပေါ့ဒုက္ခဝေဒနာဖြစ်ခိုက်မှာဦးဇင်းတို့ကငါခံစားရတယ်ငါကောင်းတယ်ဆိုဒီရင်သူကပြန်ပြီးတော့တွေ့တာတဲ့ကိလေသာပြန်ဖြစ်ပြန်တာဟောသူကကိလေသာပြန်ဖြစ်တယ်ဟုတ်လားဒါမို့လေဆိုရလို့ပေါ့ဒုက္ခဝေဒနာပေါ်တဲ့ခိုက်မှာလေဦးဇင်းတို့ကဟုတ်လားဒီနန္ဒဘာဝတွေရဲ့သဘောမှန်ကိုမတည်ဘူးဆိုရင်ငါနာတာငါခံစားရတာငါမှဒုက္ခဖြစ်ရတာဆိုပြီးတော့သူကအတိမားတဲ့အတွက်သူကဘာဖြစ်လဲဆိုတော့ကိလေသာပြန်ဖြစ်တယ်ဟုတ်လားကိလေသာပြီးနောက်တဲ့အကျိုးဆက်ဖြစ်မယ်အဲ့တော့သူကဒီလိုနဲ့ဦးဇင်းတို့ကပရိစ္ဆေသမုပ္ပါလေတယ်လို့ခေါ်တယ်အဲ့တော့ကိလေသာကြောင့်ကံဖြစ်တယ်ကံကြောင့်ယုံညာနေဖြစ်တယ်ယုံညာတွေကိုအကြောင်းပြုပြီးတော့မှအမှန်တိုင်းမသိရင်ကိလေသာတွေတက်ဖြစ်တယ်လောဘဒေါသတွေဖြစ်တယ်အဲ့လောဘဒေါသအတိုင်းတုံ့ပြန်တော့ကံတွေပြန်ဖြစ်တယ်အဲ့ကံတွေပြန်ဖြစ်တဲ့အတိုင်းပဲအကျိုးပေးတော့အဲ့ကံရဲ့အကျိုးဆက်ပေါ့သူကယုံညာနေထပ်ဖြစ်တယ်ဒီလိုဖြစ်နေတာကိုပဲဦးဇင်းတို့ကတဏှာလေးတယ်ဟုတ်လားငါဝကြွေးတွေခံနေရတယ်ဒီလိုအထင်မှားကြတယ်ဟုတ်လားဟောဒီနေ့ကတော့ပရိစ္ဆေသမုပ္ပါပေါ့လေဒါအခြေခံလေးတင်လိုက်တာပေါ့အဲ့ဒါနောက်နေ့ကျတော့မှဦးဇင်းတို့ဆက်ပြီးတော့ပေါ့ဟုတ်လားဒီနောက်နည်းနည်းပေါ့အကျယ်ချဲလိုက်ရင်သူကဒီဟုတ်လားယုံဉာဏ်ဆိုတာကိုထပ်ပြီးတော့နည်းနည်းလေးပေါ့မြင်တယ်တတ်မှတ်တယ်ခံစားတယ်ဆိုပြီးတော့ပြောမှာပေါ့လေဟုတ်လားနောက်ကိလေသာဆိုတာလည်းသူကဆွဲလန်းတာပေါ့ဆွဲလန်းတာအာထုတ်တာသူကမြင်တယ်မြင်တဲ့ပုံမှာဦးဇင်းတို့ကကောင်းတယ်မကောင်းဘူးတတ်မှတ်တယ်တတ်မှတ်တဲ့ပုံမှာခံစားတယ်ဦးဇင်းတို့ကခံစားတဲ့ပုံမှာလည်းဦးဇင်းတို့ကအမှန်တိုင်းမသိဘူးငါခံစားရတာငါမှဖြစ်ရလေခြင်းဆိုတော့သူကအဲ့ဒီပုံမှာငါဆွဲပြီးတော့ဟာလားကြိုက်ဆွဲမကြိုက်ဆွဲနေဖြစ်ပြီးတော့မှအာထုတ်တယ်ဟောဟာလားကုသိုလ်ကံတွေအကုသိုလ်ကံတွေပေါ့ကာယကံဝစီကံမနောကံတွေနဲ့အာထုတ်လိုက်အာထုတ်လိုက်တော့ဘာဖြစ်လဲဆိုတော့အကျိုးပေးရောအကျိုးပေးတော့အဲ့ဆွဲလန်းတဲ့အတိုင်းပဲသူကမြင်တော့တယ်ဆွဲလန်းတဲ့အတိုင်းပဲဟာလားကောင်းဟာလားခံစားတော့တယ်သူကအကျိုးဆက်တွေဖြစ်ကြပါလေဟာလားဘဝခန္ဓာတွေဖြစ်ကြတယ်ဟာလားဒါတော့ဒီနေ့တော့ဒီလောက်ပဲပေါ့လေဟာလားအဲ့ဆိုရင်ဗာများကြည့်ကျင်သေးလဲပေါ့ဟာလားမနေနဲ့ဆိုရှိသေးလားတော့မသိဘူးအဲ့ဒါဦးစင်းပြောတာလေးတွေကိုပေါ့ဟာလားဟိုမှတ်မိသလောက်ပေါ့လေဟာလားတစ်ကြောင်းပဲဖြစ်နှစ်ကြောင်းပဲဖြစ်ပေါ့ဟာလားပူပေးနိုင်တော့လေဒါ digest ပေါ့ဟာလားပြန်ပြီးတော့နှွေးလို့ဖြစ်တာပေါ့သူကဒီဝိပဿနာကသူကပြန်ပြီးတော့ contemplate လုပ်တာပဲသူက reflect လုပ်တာသူကအဲ့ဒါသူကတတိကတာကတော့သူကအကျိုးတရားကိုပဲတည်တယ်သူကဒီအကြောင်းတရားတွေကကြတော့သူကဉာဏ်နဲ့ဆင်ခြင်မှာပေါ့သူကမဆင်ခြင်ဦးဇင်းတို့ကမတည်ဘူးအဲ့ဒါဆင်ခြင်ဦးဇင်းတို့ကမတည်ဘူးသူကဉာဏ်ကြတော့သူကလေဆင်ခြင်သုံးတတ်တာပေါ့ဆင်ခြင်သုံးတတ်ဖို့ဆိုတာလေသူကအမှန်တိုင်းဆင်ခြင်သုံးတတ်ဖို့ဆိုတာသူက reality ကိုနားလည်ရတယ် reality ကိုနားမလည်ဘူးဆိုရင်ဦးဇင်းတို့ကဆင်ခြင်သုံးတတ်ပုံကမှားသွားတာပေါ့အတွေးခေါ်ရတယ်သူကမှားသွားတာပေါ့ဟုတ်လားဒါဟိုရက်ကဟိုပေါ့ဦးဇင်းတို့ပြောတာပေါ့ reality ကိုသိရတာပေါ့အခုဦးဇင်းတို့ကဒါ reality ကိုအရင်သင်ပေးတာပေါ့ reality ကိုသင်တော့မှသူကတွေးခေါ်ပေါ့သူကယူဆမှန်တာဦးဇင်းတို့က reality ကိုမသင်ဘူးဆိုရင်ပေါ့ဦးဇင်းတို့ရဲ့အယူဆအတွေးခေါ်တွေကသူကတင်ညာလွှမ်းမိုးတဲ့အတိုင်းပဲပေါ့ကောင်းတယ်ဆိုတယ်ဆိုတဲ့အယူဆတွေဟာဒီလိုဖြစ်ရမယ်ဒီလိုဖြစ်တင်တယ်ဆိုတဲ့အယူဆတွေကသူကမှားတာတွေရောမှန်တာတွေရောနေတာပေါ့နော်reality ကိုမှန်မှန်ကန်ကန်သိရင်အတွေးခေါ်အယူဆ philosophy ကလည်းမှန်လာတယ် philosophy အတွေးခေါ်မှန်လာရင် psychology ပေါ့စိတ်ထားတွေဟလားသဘောထားတွေဟလားစဉ်းစားပုံတွေ psychology ကလည်းတော့မှန်လာတာပေါ့ဟုတ်ပါပြီအဲဆိုရင်ဟလားမေးစရာရှိတယ်မေးလို့ရတယ်ပေါ့ဒါပေမဲ့ဟလားချိန်ကတော့10မိနစ်2မိနစ်လောက်ပဲရတော့တာဒါပေမဲ့ဦးဇင်းတို့တဏှာကြီးကြော်တဲ့တော့မပြတ်သေးဘူးမနေ့ကတော့အဲဆိုရင်ဦးဇင်းတို့အမြဝေလိုက်တာပါဟလားကျွန်ုပ်တို့သည်နိဗ္ဗာန်ချမ်းသာအားရည်စူး၍ယခုချိန်ထိပြုလုပ်ခဲ့သည်မြဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဒီကုသိုလ်ကောင်းမှုအလုံးတို့ဤအဖို့ဘာကကို32ဘုံကျင်လည်ကြကုန်သော
တတ္တဝါအားလုံးတို့အားအမြပေးဝေပါ၏ကျွန်ုပ်တို့နှင့်ဓာတုထမြတ်ရရှိ၍ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်ကြပါစေကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအဲ့ဆိုရင်ဒါပဲเนาะထွက်လိုက်တော့